အားလုံးပဲမင်္ဂလာပါရှင်အလီစာဖွဲ့ရဲ့စနေနေ့ည9:00နာရီအချိန် live လေးကနေပြန်နေကြိုဆိုပါရစေအလီစာတို့မတွေ့ရကြပြီမတွေ့ရကြဆိုနှစ်ပတ်ရှိပြီပေါ့နော်နှစ်ပတ်ကငလင်းလို့တော့အားလုံးလည်းအလုပ်ရှုံနေတယ်အလီစာတို့လည်းအလုပ်ရှုံနေတယ်အဲ့ဒါနဲ့ဘယ်ဟိုမှမသွားလည်းမသွားဖြစ်ဘူးရောက်လည်းမရောက်ဖြစ်ဘူးပြီးတော့ဒီ online ကနေပြီးတော့လုပ်ပေးစရာရှိတဲ့ဟာတွေပြောစရာဆိုစရာရှိတာတွေကူညီနိုင်တဲ့နေရာတွေအဲ့ဒါတွေပဲလုပ်ဖြစ်တယ်ပေါ့နော်မနေ့ကတော့အဲ့ဒီဟိုရပြီးတော့တကြံကြတယ်တကြံကြတော့လေဒီတကြံဥစ္စာပဲလုပ်ဖြစ်တယ်ဆိုတော့အခုဒီနေ့မှာတော့မရရ23ရက်နေ့မှာတရက်နေ့ရက်3ရက်နော်23ရက်နေ့မှာဒီစာတို့ဒီနေ့ live ပြန်လွှင့်တယ် live ပြန်လွှင့်တယ်ဆိုတဲ့သဘောကတော့ဘယ်လိုပြောမလဲ online office ပေါ့နော်ဒါပြောရမယ်ဆိုလို့ရှိရင်ဟိုအလီစာတို့ဖွဲ့ရဲ့တီးကျင်တာတွေမေးကျင်တာတွေကိုဒီမှာတစ်ခါလေးမေးလို့ရတယ်ဒီဟာ live ကဘလောက်ဒီဘယ်တိုင်းတာထိအလီစာတို့ဖွဲ့ကဟို transparency ဖြစ်လဲပေါ့နော်ဘလောက်အတိုင်းတာထိဟိုစားကိုရီအလုပ်လုပ်နေလဲဆိုတာကိုဒီမှာအမြဲတမ်းဟိုမျှဝေပြောဆိုပေးနေတာဖြစ်တယ်ကိုမျိုးမင်းသူမင်္ဂလာပါကိုရန်နိုင်ဝင်မင်္ဂလာပါဟုတ်အဲ့တော့ပြောနေတာတွေကကြတော့ဒီမှာဘာကြောင့်ခဏလေးနော်တငယ်ချင်းလေးကိုလည်းဖြစ်တယ်တငယ်ချင်းတွေကို share ပေးလိုက်အောင်မယ်အုပ်စုတွေကို share လိုက်အောင်သူတို့တွေဝင်တက်ချင်တဲ့သူတွေလည်းဝင်တက်လို့ရအောင်ပေါ့နော်မင်္ဂလာပါဘယ်ကနေကြည့်နေရလဲမပတ်တီမင်္ဂလာပါရှင်အလီစာတို့ဖွဲ့တွေလေဒီ TikTok မှာလည်း6နာရီ live ရှိတယ်တလားအဲ့ဒီ live ကနေလည်းဝင်ကြည့်လို့ရတယ်အခုဒီနေ့ကတော့အများသောအားဖြင့်ပြောမှာတော့ဒီ tour visa တွေဒီတပတ်လောက်ထားအလုပ်ခဲ့မိတဲ့အထဲမှာဟိုဘယ်ဟာတွေအမှတ်တရနဲ့ပေါ့နော်အပြောင်းလဲတွေရှိသွားလဲဘယ်ဟာတွေကအောင်မြင်သွားလဲပြီးတဲ့ခါကျတော့ဒီတည်လိုက်တဲ့ဟာတွေပေါ့နော်ကိုသွားဖို့ပြင်ဆင်နေပြီဆိုရင်ဘယ်အချက်တွေကိုကိုထည့်ပြီးတော့ပြင်ဆင်ရင်ဗီဇာတွေပို့ရလဲဆိုတာကိုဒီမှာဒီစနေနေ့တိုင်းမှာအချိန်ပေးပြီးပြောပြတယ်ပေါ့နော်နားလေးဒါလေးနည်းနည်းတစ်ချက်လုပ်လိုက်ပါဒီမှာမေးစရာရှိလို့ရှိရင်မေးခဲ့ပေးလို့ရတယ်နော်တစ်ချက်တော့အားလုံးမင်္ဂလာပါဗမာပြည်ကကြည့်နေရပါဗမာပြည်ကကြည့်နေအတန်ကောင်းလားဗမာပြည်ကကြည့်နေတာဗမာပြည်ကနေယူကြည့်ရလိုင်းကောင်းလာရင်ဗမာပြည်မှာလိုင်းကောင်းလားနားဒီဘက်ကဟိုဘက်ကလိုက်နေရဗမာပြည်ကြည့်နေတာဗမာပြည်ကနေကြည့်နေတယ်9နာရီထိုးမှဗမာပြည်မြန်မာ9နာရီမြန်မာ9နာရီထိုးလိုက်ရှိတယ် TikTok တွေမှာရောဒီအခုပေါ့နော်လူတွေအများကြီးဟိုမဖြစ်သေးခင်နည်းနည်းမျှဝေပေးချင်တာဒီno good internet မင်္ဂလာပါ Rakesh ဖြစ်မယ်တဲ့ Rakesh Kumar မင်္ဂလာပါနေ internet မကောင်းဘူးJennifer မင်္ဂလာပါရှင်အမရေမင်္ဂလာပါတကြံတွင်းမှာပျော်ရွှင်ခြင်းပိတ်ရက်တွေပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးထားတယ်ဆုတောင်းပါတယ်ကျွန်မတို့လည်းဆုတောင်းပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကကြတော့ဒီပြအောင်မယ်လွန်ခဲ့တဲ့1လ2လလောက်ကလေးอ่ะပေါ့နော်ဒီ Germany visa တွေကအဓိကတော့အလီစာတို့ကခီးသွွားကုမ္ပဏီဖြစ်တဲ့အတွက်ပြီးတဲ့အခါကျတော့ဒီအလုပ်တွေဘာတွေဆိုလို့ရှိရင်တိတာတွေမျှဝေပေးတယ်ပေါ့နော်ခေါ်တယ်အရောက်တွေအများကြီးခေါ်တယ်ဆိုတာကိုပြောပြတဲ့အခါကျလူတွေကလာမေးကြတယ်သူတို့ရှောက်လို့ရလားဘာလားညာလားပေါ့နော်မေးကြတဲ့လူတွေအများကြီးပဲ online ကနေအဲ့ဒါတွေကကြတော့အချို့တွေကြတော့အလီစာတို့ကသူတို့ရဲ့အရေးချင်းတွေကမပြည့်သေးဘူး
မပြည့်သေးဘူးမပြည့်သေးတဲ့အခါကျတော့ကျမတို့ကမပြည့်သေးဘူးနေလုံးလို့မရဘူးလို့ပြောလိုက်လို့ရှိရင်မကောင်းအားငယ်တာပေါ့နော်အားငယ်မယ်ဘယ်လိုစိတ်တက်ကြမယ်အဲ့လိုမျိုးတွေမဖြစ်စေချင်ဘူးမရသေးဘူးဆိုရင်ဒါကမရသေးတာတလုံးအတွက်မရမှာမဟုတ်ဘူးအခုလောလောဆယ်ကိုယ့်ရဲ့အရေးချင်းမမိသေးတာပဲရှိတယ်ကိုကစူးစမ်းမယ်ဆိုရင်နောက်တစ်နှစ်နှစ်နှစ်လောက်မှာစတိုက်စူးစမ်းသွားမယ်ဆိုရင်တေချာပေါက်အရေးချင်းတစ်ခုကိုမိလာမှာဖြစ်တဲ့အတွက်ကိုသွားကျင်တဲ့နိုင်ငံကိုကိုကscale worker အနေနဲ့သွားလို့ရမှာဖြစ်တယ်အကယ်၍ဟိုကဒါကိုမမီတော့ဘူးမင်းဟိုက6ပေးလို့မရဘူးလို့တခွန်းနဲ့ပဲပြောလိုက်ရင်ရတယ်လွယ်တယ်ဒါပေမဲ့သူတို့တွေမှာဟိုဘယ်လိုပြောမလဲစိတ်တက်ကြသွားမယ်သူတို့မှာ motivation မရှိတော့ဘူးဆိုတာဟိုမဖြစ်ချင်တဲ့အတွက်ကိုအစားတို့ကဒါကိုစတိုက်သူတို့တွေအတွက်ကိုပါပြပြပေးနေတာဖြစ်တယ်နောက်အချို့တွေကကြတော့ qualification တွေကမပြည့်သေးဘူးအချို့တွေကကြတော့ပြည့်သွားပြီပြည့်ပေမဲ့လည်းသူတို့မှာငွေရေးကြေးရေးကအဆင်သင့်ဖြစ်သေးဘူးဘာသာစကားတွေကအဆင်သင့်ဖြစ်သေးဘူးဆိုလို့ရှင်လေသူတို့ကိုထပ်ပြီးတော့လေ့လာခိုင်းလို့ရတယ်ဒါကအယ်လီဆာတို့အဖွဲ့ကထားတဲ့စေတနာပေါ့နော်အကယ်၍အယ်လီဆာတို့ကဒီ online မှာညံ့နေတဲ့ media ဆိုဘယ်လို channel page ဖြစ်တဲ့အတွက် TikTok မှာလည်းဖြစ်တဲ့အတွက်ပတ်သက်နေယူပြီးတော့ငါလျှောက်ထားပေးမယ်လှုပ်ထားပေးမယ်ဆိုပြီးတော့လှုပ်လို့ရတယ်ဒါပေမဲ့ဒီလှုပ်မျိုးကတခဏစားပဲဖြစ်တယ်ဒီလှုပ်မျိုးကိုယ်စားတို့အဖွဲ့ကဘယ်တော့မှလှုပ်မှာမဟုတ်ဘူးအခုကြည့်နေတဲ့သူတွေကိုလည်းပြပြပေးတယ်နောက်ကြည့်မဲ့သူတွေကိုလည်းတခါလေးပြပြပေးတယ်ကိုသူတို့မှာဟိုဘာလို့ပြောမလဲရှောက်ထားလို့ရနိုင်တဲ့အရေးချင်းမရှိဘဲနဲ့ရပါတယ်လို့လင်ညာပြီးတော့အလီဆာတို့တွေမယူချင်ဘူးအဲ့တော့သူတို့တကယ်မပြည့်သေးတဲ့သူတွေဆိုရင်အရေးချင်းကိုပြည့်အောင်ထပ်ဖြည့်ပါလို့ပဲအားပေးခြင်းနဲ့တကယ်ကိုသွားခြင်းနဲ့တကယ်ကိုအစင်းသင့်ဖြစ်တဲ့သူတွေတေချာပေါက်ဟိုရနိုင်ချေအား50ရာခိုင်နှုန်းအထက်မှာရှိတဲ့သူတွေเนาะအဲ့လိုလူမျိုးတွေကိုပဲအလီဆာတို့ကလက်ခံပြီးတော့သေချာဆွေးနွေးပြီးတော့သူတို့လည်းwin-win ပေါ့နော်ဒီကိစ္စတစ်ခုကသူ့အတွက်လည်းအဆင်ပြေမယ်ကိုယ့်အတွက်လည်းအဆင်ပြေမယ်ဒီအလုပ်အတွက်လည်းအဆင်ပြေမယ်ဆိုတော့ win-win situation တွေရှိမှသာအလီဆာတို့လက်ခံပေးတာဖြစ်တယ်အလီဆာတို့ပဲပတ်စံရသွားပြီးတော့ agent fee ဟိုဘက်ကဆုံးရှုံးမဲ့အလုပ်မျိုးကိုတို့တွေလက်မခံပေးဘူးအဲ့တော့အားလုံးပဲအကယ်၍နားလည်ပေးပါမျှဝေပေးပါဒါကအလုပ်ခေါ်စာကိုကြီးညာပေးတာမဟုတ်ပါဘူးကိုသိတဲ့အသည့်ကိုမျှဝေပေးတာဖြစ်တယ်အဲ့တော့သူတို့ကအဲ့ရမှတဆင်သူတို့ကစိတ်ဝင်စားပြီးတော့ဘယ်လိုမျိုး pathway ပေါ့နော်လမ်းကြောင်းနဲ့သွားလို့ရလဲဆိုတာတွေကိုဆက်ပြီးတော့ပြောတဲ့ခါကျတော့ဒါကဗီဇာခီးသွားလုပ်ငန်းကအဓိကအပြင်လုပ်တာဗီဇာတွေလျှောက်ပေးတယ်အလဲဗီဇာတွေလျှောက်ပေးတယ်ပြီးတော့ခီးသွား tour package တွေစီစဉ်ပေးတာဖြစ်တယ်ဒါပေမဲ့လည်းဒီလုပ်ငန်းနဲ့ဆက်နွယ်ပြီးတော့ပါလာတဲ့အခွင့်အရေးတွေရှိလို့ရှင်တယ်ကျမတို့မြန်မာလူမျိုးချင်းချင်းကိုကျမတို့မျှဝေပေးတယ်အဲ့တော့သွားချင်တယ်ဆိုရင်လှုပ်ချင်တယ်ဆိုလို့ရှိရင်ကို့မှာအခုလောလောဆယ်အရေးချင်းပေါ့နော် shortage ဖြစ်နေတယ်ပေါ့နော်ကိုယ့်ရဲ့ qualification မပြည့်သေးဘူးမပြည့်တော့ဘူးလို့ပြောတာမဟုတ်ဘူးเนาะမပြည့်တဲ့အရေးချင်းဆိုတာဖြည့်လို့ရတယ်အဲ့တော့ကိုကဘာဖြစ်ချင်လဲဘာသိချင်လဲဆိုတာဘာအားနည်းချက်ရှိလဲဘာအားသာချက်ရှိလဲဘာအခွင့်အရေးတွေရှိလဲเนาะအဲ့ဒါတွေကိုကိုကတေချာပေါက်ကိုသိတယ်ဆိုရင်ကိုရဲ့ပန်တိုင်ဟာဒီနှစ်မဟုတ်လဲနောက်နှစ်တွေမှာကိုသွားနိုင်မှာဖြစ်တယ်အဲ့ဒါကိုမျှဝေပေးတာဖြစ်တယ်ထို့အတူပဲကျောင်းသားတွေဒီနှစ် intake ကိုမမှီလိုက်တဲ့ကျောင်းသားတွေရှိတယ်spring intake ပေါ့နော်မမှီလိုက်လို့ကျောင်းသားတွေရှိတယ်ဒီကျောင်းဝင်လာမှီပေမဲ့လည်းကျောင်းရဲ့ admission နောက်ကျသွားလို့ဝင်ခွင့်မရတဲ့ဒီနှစ်မှာဒီအချိန်မှာဒီ intake မှာတက်ခွင့်မရပဲနဲ့လက်မခံရတဲ့ဟိုစားတွေပေါ့နော် immigration ကလက်မခံမနဲ့ပေးမဝင်တဲ့ကျောင်းသားတွေလည်းရှိတဲ့အတွက်သူတို့အတွက်ကိုဆိုရင်ဒီစားအရန်ကိုစိတ်မကောင်းဖြစ်မိတယ်သူတို့ဆိုလို့ရှိရင်နှစ်ကုန်ပေါ့နော်3လပိုင်းလောက်ကလေးကစပြီးစူးစမ်းတာဒီ fall intake အတွက်ကိုမှီဖို့အတွက်ကိုဒါပေမဲ့မှီခဲ့တယ်ကျောင်းကလည်းနောက်ကျဘူးပြီးတော့လာခွင့်ပြုတယ်ဒါပေမဲ့တကယ်ရောက်တဲ့အခါမှာကြားလို့ရှိရင်လေရင်ခွင့်ကနေပြီးတော့နောက်ကျတဲ့အတွက်ကိုပေးမထွက်တာတွေရှိတယ်အဲ့တော့ဒီသင်ခန်းစာတွေကနေပေါ့နော်ယူတင်တာတွေယူပြီးတော့ကျမတို့နောက်တစ်ချိန်ဒီလိုမျိုးမဖြစ်အောင်ဆိုပြီးတော့ကျမတို့အဖွဲ့ကပြင်ဆင်နေတယ်ခေဖြစ်သွားတဲ့ပေါ့နော်ចောင်းသားရှိတယ်ဆိုလို့ရှင်လည်းသူ့ကိုအရန်ကိုသူ့အတွက်စိတ်မကောင်းဖြစ်မိတယ်သူ့ကိုဟိုဘယ်လိုပြောမလဲအစားတို့ဖွဲ့ကဘာတွေဆက်လုပ်ပေးနိုင်မလဲဆိုတာကိုသူ့ကိုအများရန်contact လုပ်ပြီးတော့သူပြောပေးတယ်သူလှုပ်ချင်တဲ့ဟာပေါ့နော်အကယ်၍ဒီเจ้าကိုပဲနောက် intake နဲ့လာ join ချင်တယ်ဆိုလို့ရှင်လည်းဒီစားတို့လုပ်ပြီးတယ်အကယ်၍ဓမ္မမဟုတ်သူကဒီရို့ဒီနိုင်ငံဒီเจ้าကိုမလွှမ်းချင်တော့ဘူးသူကအခြားနိုင်ငံတစ်ခုခုမှာဥ
ဥပမာအဖြစ်အခုဂျော်ဂျီယာဂျာမနီတို့မဟုတ်ပဲနဲ့သူကဥပမာပိုလန်တို့ဟန်ဂေရီတို့မှာသူကြောင်းပြောင်းတက်ချင်တယ်ဆိုလို့ရှင်လေအလီဇာတို့ဖက်ကသူ့ကိုဒီ service ကြီးဘာမှထပ်မယူပဲနဲ့သူတက်လို့ရအောင်ကျမတို့အပတ်ကအကောင်းဆုံး support လုပ်ပေးတယ်ဒါကအလီဇာတို့ဖက်ကဟိုတဦးပေါ်တဦးထားတဲ့ဟိုစေတနာအပြင်ကိုတို့တွေဖွဲ့ရထားတဲ့ ethic ပေါ့နော်ကိုယ့်ရဲ့စီကံတစ်ခုဖြစ်တယ်စီကံတစ်ခုဆိုတော့ကိုကမဖြစ်နိုင်တဲ့အရေးချင်းမရှိ qualify မရှိတဲ့ shortage ဖြစ်နေတဲ့ qualification တွေဆိုလို့ရှိရင်လေចောင်းသားဗီဇာရှောက်ပါစေအောင်เนาะသူ့မှာလိုအပ်သေးတယ်ဆိုရင်လိုအပ်တဲ့ IELTS တွေ TOEFL တွေကိုအဲစာတို့တေချာပေါက်ပြင်ဆင်ပြီးတော့လောက်ခိုင်းတယ်အဲ့ဒါပြည့်ပြီးတော့မှအဲစာတို့လက်ခံပေးတယ်ဒါတွေလုံနေတန်းလန်းနဲ့သူစိတ်ပြောင်းသွားလို့သူကြောင်းမတက်ချင်တော့တာပဲဖြစ်ပါဖြစ်ဒါကသူ့တဘောပေါ့နော်ဒါပေမဲ့တို့တွေကဘယ်လိုပြောမလဲအရန်ကို qualification ကအရန်နည်းနေတယ် shortage ဖြစ်နေတဲ့သူတွေဆိုရင်တော့တေချာပေါက်လက်ခံလို့မရဘူးအဲ့ဒါကဒီចောင်းသားဗီဇာတို့အလုပ်သမားဗီဇာတို့မှမဟုတ်ဘူးเนาะဥပမာနဲ့ပြပြရမယ်ဆိုရင်အနည်းဆုံးမလေးရှားကိုသွားမဲ့သူဆိုရင်တော့မလေးရှား immigration ကအရန်ကိုစစ်ပေါက်မေးတယ်လေစိတ်မှာsorry မလေးရှား immigration အရန်ကိုစစ်ပေါက်မေးတဲ့အခါကျတော့မလေးရှားကိုအလဲသွားမဲ့သူတွေဆိုတိုင်းလဲစာတို့ဖွဲ့လက်ခံပေးလို့မရဘူးသူတို့နဲ့ဆိုရင် video call ပြောတယ်ဒီလိုအခြေအနေတွေရှိတယ်ဒါကိုသွားဖို့ပြင်ဆင်ပြီးတော့မှသွားမယ်ဆိုရင်တော့ရတယ်အဖြစ်လို့ဆိုတော့နံပါတ်1ချက်ဥပမာအနည်းဆုံးသွားမယ်ထိုင်းနိုင်ငံတို့မလေးရှားနိုင်ငံတို့တောင်မှအင်္ဂလိပ်စကားတွေပြောဖို့လိုတာเนาะအဲ့ဒီလေဆိပ် immigration ကိုဖြတ်ဖို့ဆိုလို့ရှိရင် VIP service မရှိဘူးเนาะကိုမြန်မာလူမျိုးဆိုလို့ပတ်ဆိုပြီးတော့ထုတ်ပေးလိုက်မှာမဟုတ်ဘူးထိုင်းလိုမျိုး visa free ပေးထားတဲ့နိုင်ငံတောင်မှ visa free ပေးထားတာเนาะမြန်မာလူမျိုးတွေကို visa free ပေးထားတာလာခွင့်ပေးထားတာတော့မှကို့မှာအပြန်လက်မှတ်မပါဘူး hotel booking မပါဘူး show money မပါဘူးဆိုသူတို့ပေးမဝင်ဘူးเนาะဒီလေဆိပ် border check point ကပေးဝင်ခြင်းမဝင်ခြင်းက visa ရှိခြင်းမရှိခြင်းနဲ့မဆိုင်ပါဘူး visa ပြည်ဝင်ခွင့်အတွက်ကိုပမာဏအဖြစ်ခွင့်ပြုလိုက်တဲ့စာရွက်စာတမ်းတစ်ခုဖြစ်တယ်တကယ်ကိုကသွားတဲ့ခါကြလို့ရှိရင်ဒီကိုတွေ့ဖြတ်တန်းရတဲ့လေဆိပ်သူတို့နိုင်ငံရဲ့လာဝကရဲ့ဆုံးဖြတ်ချက်တာအတိဖြစ်တယ်ဘယ်သူမှဟိုတောင်းနဲ့ဒီဟာကို interfere လုပ်လို့မရဘူးသူတို့ရဲ့ဆုံးဖြတ်ချက်တာအတိဖြစ်တယ်အဲ့တော့ visa ရပြီဆိုတိုင်းလည်းဒီအချက်ကိုမေ့ထားလို့မရဘူးဒီချက်ကိုပါထည့်သွင်းစဉ်းစားထားရမယ်နောက်တစ်ခုကကြတော့အလဲသွားပြီဆိုတော့အလဲသွားတယ်ဆိုရင်သွားပြီးရင်ပြန်ရမယ်ပေါ့နော်သွားပြီးပြန်ရမှာကိုကမပြန်ချင်မဲနဲ့လက်မှတ်တစ်ချောင်းပဲဝယ်သွားလို့မရဘူးအလဲဗီဇာနဲ့သွားတာဖြစ်တဲ့အတွက်အလဲသွားပြီးရင်ပြန်ရမယ်ဆိုတော့ဟာကိုတက်သိပြရမယ်နော်အဲ့တော့အလဲသွားတယ်ဆိုလို့ရှိရင်အလဲအပြန်လက်မှတ်ဝယ်ရသွားရမယ်ပြီးလို့ရှိရင်ဟို hotel booking တို့မဟုတ်ကိုဖိတ်ခေါ်တဲ့သူရဲ့ဖိတ်ခေါ်စာတွေเนาะသူတို့ရဲ့passport တို့ visa တို့သူမဟုတ်နိုင်ငံသားဆိုလဲနိုင်ငံသားရဲ့ဖိတ်ခေါ်စာသူရဲ့ IC ဖုန်းနံပါတ်အစရှိရတဲ့အကုန်လုံးပြင်ဆင်သွားရမယ်အဲ့ဒါကကြတော့ဟိုကိုတေချာလုပ်သွားရမှာဒီမှာကြတော့ဟိုတိတ်ပြီးစောရကတက်လို့မရဘူးစောရကတက်လို့ရှိရင်အရန်ကို sensitive ဖြစ်တော့ကိုပြင်ဆင်ထားတာတွေကကိုအတွက်ပဲဝင်ခွင့်မရဘူးဆိုရင်ရန်နေတာမှာနောက်တစ်ခုရှိတာအလီဆာတို့ရဲ့အတွေ့အကြုံရပြမယ်ဆိုလို့ရှိရင်မြန်မာလူမျိုးတွေဆိုရင်ပြည်ဝင်ခွင့်မရဘူးဆိုရင်သူ့နိုင်ငံမူရင်းနိုင်ငံပဲပြန်ပို့တာပေါ့နော်မူရင်းနိုင်ငံပဲပြန်ပို့တာဖြစ်တယ်နော်ကိုကမြန်မာလူမျိုး passport ဆိုရင်မြန်မာပဲပြန်ကိုကမထိုင်းမှာနေခဲ့ထိုင်းမှာဆင်းမယ်ဟိုစင်ကာပူမှာဆင်းမယ်မလေးရှားမှာဆင်းမယ်အဲ့ဒါတွေကမလွယ်ဘူးအရင်ကြီးကိုပြောယူရတယ်နော်အဲ့တော့ကိုကတိတိကျကျလေးပြင်ဆင်သွားဖို့လိုတယ်နော်ဘယ်အကြည့်နေရလဲမေးစရာရှိလို့ရှိရင်ဒီမှာဟိုဘယ်လိုပြောမလဲမေးလို့ရတယ်ဒီနေ့ live ခါကြတော့အဲစာတို့ရုံးကိုကိုယ်တိုင်မလာနိုင်တဲ့သူတွေနော်နိုင်ငံကမ္ဘာအနှံ့မှာရောက်နေတဲ့မြန်မာလူမျိုးတွေသူ့ရဲ့မြန်မာပြည်မှာရှိတဲ့သူပဲဖြစ်ဖြစ်သူ့ရဲ့ထိုင်းမှာရှိတဲ့သူ့ရဲ့ချစ်သူမိတ်ဆွေတွေကိုခေါ်ချင်တဲ့သူတွေဒီ live ကိုကြည့်နေရများတယ်ခီးသွားဖို့ပြင်ဆင်တဲ့သူတွေကြည့်နေတာများတယ်အဲ့တော့အခုဒီကနေပြီးတော့ဘောနော်ညာသောအဖြစ်ဒီတွေ့ရတဲ့အလဲပတ်ဗီဇာတွေမှာကြုံတွေ့ရတဲ့အခက်အခဲတွေအလဲပတ်ဗီဇာရှောက်မယ်ဆိုရင်
ပြင်ဆင်ရမယ်စာရွက်စာတမ်းတွေအကြောင်းကိုဒီ live မှာပြောပြသွားမှာဖြစ်တယ်အဲ့တော့အားလုံးပဲအလီစာနဲ့အတူတူပြီးအောင်like ကြည့်ကြပါလို့ဖိတ်ခေါ်တယ်ဒီ live ကကိုယ့်အတွက်လည်းချိုးရှိရဲသူများအတွက်လည်းချိုးရှိရဲဆိုရင် share ပေးလို့ရတယ် comment ထားခဲ့ပေးလို့ရတယ်နံပါတ်1အလဲသွားမယ်ဆိုရင်ထိုင်းကနေသွားမယ်ပဲထားပါတော့เนาะထိုင်းကနေကိုရီးယားသွားချင်တဲ့သူတွေအများကြီးပဲဂျပန်သွားချင်တဲ့သူတွေအများကြီးပဲအဲ့လိုအများကြီးတွေကိုလည်းဒီစားတော့လာခဲ့ဆိုပြီးတော့ကောက်ဘယ်လိုပြောမလဲနာမည်စင်းသွင်းထားဆိုပြီးတော့ယူထားလို့ရတယ်ဒါပေမဲ့အလီစာတို့ဘယ်တော့မှမယူအားလုံးလည်းသိတယ်အလီစာတို့စီမှာလာပြီးတော့စုံစမ်းတဲ့သူတွေတိုင်းလည်းသိတယ်တို့တွေဘယ်တော့မှအဲ့လောက်ကိုမလုပ်ဘူးသူတို့အစင်သစ်တကယ်ကိုဖြစ်မှတကယ်ကိုလှုပ်ချင်မှသာတို့တွေကလက်ခံတာဖြစ်တယ်အဲ့ဒီအခုတတင်ကအဖြစ်ငွေရှာတာမဟုတ်ဘူးရေရှည်အတွက်ကိုအလီစာတို့သွားချင်တာဖြစ်တယ်အလီစာတို့ကလှုပ်ခဲ့မိတယ်အမားတွေရှိခဲ့တယ်နော်ချွတ်ချော်တင်းဆောင်မှုတွေရှိခဲ့တယ်ဆိုရင်တော့မှဒါရင်ထဲကဘယ်လိုရောရည်ရွယ်ချက်ရှိနဲ့လုပ်တာမဟုတ်ဘူးဒါလုံရင်ခံရင်နဲ့ဖြစ်သွားတဲ့ကိစ္စအတွက်အဲ့အတွက်လည်းကိုတာဝန်ယူမှုတာဝန်ခံမှုတွေနဲ့တေချာပေါက်ဖြည့်ရှင်းပေးတယ်နော်ညာသောအဖြစ်ဒီလှုပ်ခဲ့မှုတဲ့အလုပ်တွေမှာဆိုလို့ရှိရင်တော့ဘယ်လိုမျိုးအမှားယွင်းဆိုတာသူတို့လည်း understand ဖြစ်တဲ့အမှားယွင်းဒီအခြေအနေအကြောင်းကြောင့်ဖြစ်လာတဲ့အမှားယွင်းဆိုတာကိုလူတိုင်းလက်ခံတဲ့အတွက်လီစာတို့ခုချိန်ထိကိုရက်တည်နေနိုင်တာဖြစ်တယ်အဲ့တော့သွားဖို့စီစဉ်နေတယ်ပြောသွားဖို့စီစဉ်နေတဲ့သူတိုင်းဆိုလို့ရှိရင်ကျမတို့ဖေကသူတို့ ਨੇ တိုက်နိုင်ပေးဆွေးနွေးပေါ့နော်လုပ်ပေးတယ်အခုကျတော့မြန်မာ passport တွေအတွက်ဆိုရင်အလဲပတ် visa လျှောက်ရတာအရန်ခက်တယ် tour package တွေဆိုရင်စီစဉ်ဖို့ခက်ခဲတယ်အဲ့တော့မတို့စီကိုရောက်လာတဲ့သူတွေဆိုရင်သူ့မှာလူဦးရေဥပမာ9ဦးရှိတယ် sub agent တွေလည်းရှိမယ်လူကြီး9ဦးကနေထပ်ရှိတယ်ဆိုရင်တော့ tour package ကိုဒီနိုင်ငံအတွက်ကိုစီစဉ်ပေးတယ်အကယ်၍ကို့မှာကိုတငယ်ချင်းမိတ်ဆွေတွေကတခါတည်းစုပြီးတော့9ယောက်10ယောက်ခီးစီစဉ်ပေးပါတခါတည်းဆိုလို့ရှင်လေ special rate နဲ့ရအောင်စီစဉ်ပေးတယ်နော်တယောက်ချင်းစီစဉ်ထားတဲ့စားလို့ရှိရင် group line နဲ့သွားတာပို့ပြီးတော့ပိုကောင်းတယ်ပေါ့နော်ပိုကောင်းတယ်အဲ့တော့ပထမဦးဆုံးတိုး group နဲ့သွားမယ်ပေါ့နော်အလဲပတ်ဥပမာဖြင့်ကိုရီးယားကိုတိုးနဲ့သွားမယ်ဆိုရင်ကို့မှာကိုလိုမျိုးစိတ်တူကိုတူခီးသွားမဲ့သူပေါ့နော်မြန်မာပြည်မှာသွားရင်တော့မေပြသွားရင်တော့ကိုနဲ့စိတ်တူကိုတူသွားမယ်ဒါခီးကိုဒါလုံမယ်ဆိုတေချာပေါက်လို့ပဲကိုရွေးလို့ရမှာနော်မဆိုသူကတစ်မျိုးကိုကတစ်မျိုးဆိုရင်ဒီခီးကသွားလို့ရောက်တော့မှာမဟုတ်ဘူးအဲ့တော့ agency ကိုရွေးတဲ့အခါကျလို့ရှင်လေကိုနဲ့အနည်းဆက်ဆုံးစိတ်သဘောထားခြင်းတိုက်ဆိုင်တယ်လို့ကိုယူဆတဲ့ agency ကိုရွေးချယ်တယ်ကိုလည်းသဘောကျတယ်โอเคသူတို့ကလည်းကိုလိုအပ်တာတွေဖြစ်နိုင်ခြေတွေမဖြစ်နိုင်ခြေတွေဘယ်လိုပြောတိုင်ပင်ပေးတယ်အဲ့တော့ဘယ်သူမှလည်းဒီတယောက်တည်းကိုတွေ့ပြီးတယောက်တည်းရွေးတာမဟုတ်ဘူးတစ်ခုနှစ်ခုသုံးခုရေရှည်စောင့်ကြည့်ပြီးတော့ရွေးချယ်နေကြတဲ့သူတွေပဲเนาะဘယ်သူမှအုံနောက်အလုံးမလုပ်ပဲနဲ့ရွေးချယ်တဲ့သူတွေမဟုတ်ဘူးဆိုတော့ကျမတို့လာရွေးချယ်တဲ့သူတွေဆိုရင်လည်းကျမတို့ကတကယ်ကိုနှစ်ကဘယ်လိုပြောမလဲဖြစ်နိုင်ခြေရှိလို့ရွေးချယ်တယ်ဆိုတဲ့ဟာကိုကျမတို့တန်ဖိုးထားပြီးတော့သူတို့တန်ဖိုးထားတာကိုစိတ်မပြောပြတ်သွားအောင်ကျမမလုပ်ဘူးအကောင်းဆုံးဆောက်ရပေးတယ်ဒါအလီစာအဖွဲ့ကထားတဲ့ ethic ဖြစ်တယ်အဲ့တော့သူတို့တွေ4-5ယောက်ပေါ့နော်စုပြီးသွားပြီဆိုလို့ရှိရင် tour package လုပ်ပေးတယ် tour package လုပ်တဲ့အခါကျလို့ရှိရင်ဒီကျမတို့ဒီတချမ်းနဲ့ပဲကျမအရင်တော့ဆိုတချမ်းနဲ့ပဲမြန်မာတချမ်းနဲ့ပဲလုပ်တယ်ဒါပေမဲ့အဆင်မပြေတာရှိခဲ့တယ်အဲ့တော့အခုဆိုလို့ရှိရင်ကိုသွားချင်တဲ့နိုင်ငံဥပမာဂျပန်ရဲ့ tour company ဥပမာHungary ဆို Hungary ရဲ့ tour company တွေကိုကျမတို့ဆက်သွယ်ပြီးတော့သူတို့နိုင်ငံတွေနဲ့ကျမတို့ပူးပေါင်းပြီးလှုပ်ဆောင်ပေးတယ်အဲ့တော့လှုပ်ဆောင်ပေးတဲ့အတွက် cost ကကြတော့ဥပမာကျမတို့ရဲ့ agent fee visa fee လျှောက်တဲ့ fee က$250ပဲရှိတယ်ဒါပေမဲ့ဟိုဘက် tour company ကို booking လုပ်ရတဲ့ fee ကtour package ပေါ့နော်9ရက်စာ tour package စရိတ်ငိမ့်အပီးစီဥပမာဖြင့်$6000ထားလိုက်ပေါ့နော်$6000ဆိုရင်သူတို့ကဘယ်လောက် deposit တင်ရင်ဘယ်လိုစာရွက်စာတမ်းတွေ supporting လုပ်ပေးမယ်ဘာတွေလုပ်ပေးမယ်ဘယ်လို confirmation တွေလုပ်ပေးမယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်အဲ့တော့အဲ့ဒါကိုကျမတို့ကသူတို့နဲ့သဘောတူပြီးတော့ယူလိုက်တယ်ဟိုဘက်နဲ့ဒီဘက်နိုင်ငံပေါင်းပြီးတော့ယူလိုက်ပြီးတော့သူတို့နဲ့ကြာမှာမှာပေါ့နော်
သဘောတူညီမှုတစ်ခုယူလိုက်တယ်ဗီဇာရရင်ဘယ်လောက်ပေးမယ်ဗီဇာမရရင်ဘယ်လောက်ပေးမယ်ဆိုတာအဲ့ဒီဟာကတော့အဲ့ဒီ cost တော့ရှိတယ် tour package သွားခြင်းတဲ့သူတွေကကြတော့เนาะဒီ service fee booking fee ရှိတယ် booking fee ကဘယ် company နဲ့ပဲသွား booking fee ကပြန်အမ်းလို့ရတဲ့ amount အတိုင်းအတာတစ်ခုရှိရယ်ပြန်အမ်းလို့မရတဲ့ amount အတိုင်းအတာတစ်ခုရှိရယ်ဘာကြောင့်လဲဆိုတော့အကုန်လုံးအလုပ်လုပ်နေတာဖြစ်တဲ့အတွက်အဲ့ဒါတွေအဲ့ဒီ amount တွေကိုလည်းကျမတို့ကပြပေးတယ်အဲ့တော့သွားချင်တဲ့အုပ်စုကလည်းဒီ amount တစ်ခုကိုသဘောတူတယ်ဆိုရင်ကျမတို့အတူတူလုပ်ကိုင်ပေးတယ်အဲ့နံပါတ်1ချက်ပေါ့နော်ကျမတို့ဘာတွေထပ်ပြီးတော့ visa အတွက်လုပ်ပေးလဲဆိုရင်သူတို့ကဘာတွေထပ်ပြီးတော့ဟိုဖြစ်မလဲဆိုတော့ဟိုမှာ visa fee ရှိမယ် insurance fee ရှိမယ်ဘောနော် application fee မယ် appointment fee ရှိမယ်အဲ့ဒါတွေကိုတခါတည်းထည့်တွက်ပြီးတော့လုပ်ပေးတယ်အဲ့ဒါတခုပေါ့နော်နောက်တစ်ခုကကြတော့သူတို့ဘက်ကဘာထပ်ပြီးတော့ပြင်ဆင်ထားမှာဆို visa ရပြီးသွားပြီဆိုရင်ဒီခုနကသဘောတူထားတဲ့ tour package နဲ့ပဲဆက်သွားမယ်ဆိုရင်သူတို့လိုကြံတဲ့ပတ်စံဥပမာ3000သို့မဟုတ်5000ကျန်တယ်ဆိုပေးရုံပဲအကယ်၍သူတို့ကဗီဇာရပြီးတော့မှစိတ်ပြောင်းသွားပြီးတော့ဒီတိုးနဲ့မသွားကြတော့ဘူးသူတို့ကသူတို့ဆက်လုပ်မယ်ဆိုရင်လေကျမတို့တားလို့မရဘူးအဲ့ဒါတွေကိုကျမတို့ပြင်ဆင်ရတယ်အဲ့လိုတားလို့မရတဲ့အတွက်အဲ့ဒါသာဆက်လုပ်မယ်ဆိုရင်ဟိုဘက်ကိုပေးထားတဲ့ပတ်စံကကြတော့ကျမတို့ refund ပြန်ပေးတာမဟုတ်ဘူးအဲ့ဒီ pros and cons ကိုတော့ကိုကစဉ်းစားရမှာပေါ့နော်ဒါအလဲပတ်သွားတဲ့သူတွေဒါကတော့လူတိုင်းလည်းသိတယ်ခီးသွားဖို့ပတ်စံ deposit ပေးထားပြီဆိုရင်ကိုမသွားပြဘူးဆိုရင်အဆုံးပေါ့နော်အချို့ condition တွေနဲ့ဟိုဖြစ်တယ်ဆိုလို့ရှိရင်ဒါပြပေးတာဖြစ်တယ်အဲ့တော့ခုဒီမှာဆိုလို့ရှိရင်ကိုရီးယားတို့ဂျပန်တို့ကိုအလဲသွားကျင်တဲ့သူတွေအများကြီးရှိတယ်အလဲသွားကျင်တဲ့သူတွေဆိုရင် PJ ပတ်ဆိုပဲကင်ထားတာ PB ပတ်ဆိုပဲကင်ထားတာပတ်ဆိုစာအုပ်ထဲမှာတက်တန်းရှိသေးတယ်9နှစ်တက်တန်းပေါ့နော်9နှစ်မဟုတ်ဘူးနော်ပတ်ဆိုစာအုပ်ကြီးက9နှစ်တက်တန်းရှိတယ်အဲ့မှာအနည်းဆုံး1နှစ်လောက်ကျန်တယ်ဆိုသွားလို့ရတယ်အဲ့ဒါ1နှစ်လောက်ကျန်တယ်နောက်ပြီးတော့ကို့မှာပါမစ်ရှိတယ်ပါမစ်ကလည်းကျန်မှာပေါ့နော်ပါမစ်တက်တန်းကအနည်းဆုံး1နှစ်လောက်ကျန်ရမယ်ဆိုရင်ကိုသွားလို့ရတယ်နောက်တစ်ခုသူတို့တွေမိတာကြတော့ကိုယ့်ရဲ့ bank statement ပြရမယ်ပေါ့နော် bank statement တွေကပြရမယ်ဥပမာမြန်မာပြည်မှာ bank statement ဆိုရင်တော့ဟိုကုညီပြီးပြပေးလို့ရတဲ့ဟာတွေရှိရယ်ကုညီပြပေးလို့မရတာတွေရှိရယ်သိထားဖို့တစ်ခုကကြတော့ဟိုဘယ်လိုပြောမလဲ300ပေးမယ်ဆိုတိုင်းလဲစာရွက်စာတမ်းအားလုံးကိုဟိုဘယ်လိုပြောလဲဟိုအစစ်မှန်မသုံးမဲနဲ့အကုန်လုံးအတူတွေတုံးပြီးတော့လေလုပ်လို့ရမယ်လို့လည်းမထင်နဲ့ပေါ့နော်အဲ့တော့ပတ်စံပေးတိုင်းလည်းမရဘူးပတ်စံပေးတိုင်းလည်းလုပ်လို့ရဆိုတော့ရောက်သွားတဲ့သူတွေအများကြီးပဲရှိပါလေအဲ့တော့အဲ့ဒါလည်းဖြစ်နိုင်ဘူးအဲ့တော့ကိုယ်တိုင်ကလည်းအများကြီးကိုယ့်ဘက်ကပြင်ဆင်ထားရမယ်ခုနကတော့ပြောသလိုဆိုရင်ဒီမှာအလုပ်တွေခေါ်တယ်ဆိုတာပြပြရဲဆိုတာတို့တွေက channel တစ်ခုအနေနဲ့ page ကနေပြီးတော့ပြပြပေးတာဖြစ်တယ် knowledge sharing လုပ်ပေးတာဖြစ်တယ်အဲ့ဒါဆိုလိုတာလူတိုင်းအလုပ်လာလျှောက်တာကိုအလုပ်လာလျှောက်ပါလို့ပြောတာမဟုတ်ဘူးဒါမဲ့လည်းမေးလာတယ်အလုပ်လျှောက်လို့ရလားမေးလာတဲ့သူတွေကြတော့လည်းပြပြပေးတယ်လျှောက်လို့ရတယ်မလျှောက်လို့မရသေးဘူးမင်းရေးချင်းရရွှေအောင်ဆိုတော့သူများကို no လို့မပြောချင်ဘူးကွာပြောရမယ်ဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲသူတို့ကကိုယ်သူတို့သွားချင်တယ်လူတိုင်းကတော့သွားချင်တာပေါ့နော်နိုင်ငံကြီးတွေဆိုရင်အဲ့တော့သူတို့ကနင်းမှာဘယ်လိုပြောခလေးဟိုဘယ်လိုပြောဥမာခလေးတွေလို့ပေါ့မင်းကကွာဒီအရေးချင်းတော့မရှိဘူးဒါတွေမလုံးမရှိဘူးဆိုသူများကိုဟို negative စကားပြောလိုက်သူတို့အရန်စိတ်တက်ချသွားမယ်အဲ့တော့မတို့ကအဲ့လိုမျိုးကိုချင်းပဲကိုမျှဝေပြီးတော့ဘယ်လိုပြောမလဲအားပေးကြရတာဆိုတော့သူတို့စိတ်တက်ကြသွားမယ်စကားလည်းကျွန်မမပြောချင်ဘူးဆိုတော့ဒီအရေးချင်းတွေမရှိသေးဘူးဒါလေးတွေပြေးဖို့လိုသေးတယ်ဒီဘာသာစကားတွေတက်ဖို့လိုသေးတယ်ဒီ vocational training ဆိုလို့ရှိရင်ဒါတွေလိုသေးတယ်ဆိုပြီးတော့ကျွန်တော်တို့ဟိုကိုမအားတဲ့ကြားရပဲဖြစ်ဖြစ်ကိုနဲ့လက်လန်းမိတွေကိုလာမေးမိတဲ့ကြုံတဲ့သူတိုင်းကိုကျွန်တော်တို့ပြပြပေးတယ်အဲ့တော့ဒီကနေပြီးပြောချင်တာအလေဗီဇာပဲစူးစမ်းခြင်းချင်းဟိုဘယ်လိုပြောမလဲအလုပ်ဗီဇာပဲစူးစမ်းခြင်းချင်းအချိန်ယူပြီးတော့တေချာစူးစမ်းရင်တော့ကျမတို့တေချာပေါက်သွားနိုင်မှာဖြစ်တယ်ဟောနော်ဒါဟိုမဟုတ်ဘဲနဲ့ဒီတလအတွင်းသွားမှာ2လအတွင်းသွားမှာအဲ့လိုမျိုးလည်းမရဘူးเนาะအဲ့တော့အမားတို့အကိုတို့ကျမတို့အတူတူစူးစမ်းကြမယ်ဆိုတော့ဒီကမေးချင်တာတွေပြောစရာတွေရှိတယ်ဆိုလို့ရှင်လေဒီမှာတစ်ခါလေးမေးခဲ့လို့ရတယ်ကျမတို့ကတော့ဒီအကုန်လုံးကိုဟိုကပြပေးတယ်ပေါ့နော်ဟိုကိုသိတဲ့ဟာတွေကိုမျှဝေပေးနေတာဟ
ဘာလို့လဲဆိုတော့ဒီဘယ်လိုပြောမလဲဒီ information တွေအားနေတဲ့ခါကြလို့ရှင်ကိုကမျက်စိပိတ်နာပိတ်ဖြစ်နေတတ်တယ်ဆိုတော့လေကိုသိရဟာတွေကိုမျှဝေပေးနေတာဖြစ်တယ်ကျမတို့ဒါအရန်တော်လို့တက်လို့လည်းမဟုတ်ဘူးကိုသိတာကိုပဲပြောပြပေးတာအဲ့တော့အားလုံးအခုဒီဗီဒီယိုလေးကဒီ live လေးရဆိုလို့ရှိရင်ဟို live လေးဖြစ်တယ်တတိယဖြင့် virtual office လေးဖြစ်တယ်အဲ့တော့ဒီအပတ်စဉ်စနေနေ့တိုင်းမှာဆိုလို့ရှိရင်ဒီကနေစကားတွေပြောကြတယ်ပေါ့နော်စကားတွေပြောကြတော့ဟိုနောက်ခုနကတော့အလေဗီဇာအတွက်လိုအပ်တဲ့စာရွက်စာတမ်းတစ်ချက်ကိုအချို့ကိုပြပြပြီးသွားပြီနောက်ထပ်လိုတဲ့အချို့ကိုပြပြပေးမယ်အဆင်ပြေရဆိုရင် like ပေးလို့ရတယ်like ပေးလို့ရတယ် sharing လုပ်ပေးလို့ရတယ်နောက်လာကြည့်တဲ့သူတွေလည်းကြည့်လို့ရအောင်ပေါ့နော်လေဗီဇာအတွက်နောက်ထပ်ပြင်ဆင်ထားတဲ့အချက်နောက်တစ်ခုကဆိုရင်ဗာလဲဆိုတော့သူများတွေကတော့ဟိုခီးသွားရဆိုရင်ကိုရှိလားလို့ဟိုမေးလို့ရှိရင်သူဟိုဘယ်လိုပြောမလဲခီးသွားရဆိုရင်အရေးကြီးလို့လားပေါ့နော်ဒီကိုသွားတဲ့နေရာရောက်ရင်ပြီးရပဲပေါ့ထင်းတဲ့သူတွေရှိတယ်ခီးသွားရဆိုရင်ဘာကြောင့်အရေးကြီးလဲဆိုရင်နံပါတ်1ချက်ကိုကဒီပတ်ဆိုထဲမှာအခြားနိုင်ငံတွေကိုများသွားခဲ့ဖို့လဲဆိုလို့ရှိရင်နံပါတ်1ချက်ကိုကပတ်စံရှိလို့သွားတာပေါ့နော်ပတ်စံရှိလို့သွားတာတစ်ချက်နံပါတ်2ချက်ကကြတော့သွားပြီးတော့ကိုကသွားလေပြီးပြန်ရောက်တယ်ပြန်လာတယ်ဆိုတဲ့ချက်ကဘာချက်လဲဆိုတော့ကိုမှလုပ်ငန်းကိုင်ငန်းတွေအလုပ်အကိုင်တွေအတီးချရှိတဲ့အတွက်ပြန်လာပြီးတော့ဒီ commitment ရှိတဲ့အတွက်ကိုဒါကိုပြန်ပြီးတော့ဟိုဆက်လုပ်တာပေါ့နော်အဲ့တော့အဲ့ဒီနှစ်ချက်ရှိတယ် home time ပေါ့နော် home time ကိုရဲ့ကို home time ကိုက supporting ပေးတာဖြစ်တယ်နော်ခီးသွားရစဝင်ကိုသူများတွေကရှောက်လို့ပြောတယ်ဘာကြောင့်ရှောက်ရမယ်ဆိုတာကိုဘာကြောင့်ရှောက်သွားတင်တယ်ဆိုတာကိုဟိုပြောနားလေတဲ့သူတွေလည်းအများကြီးရှိမယ်နားမလဲသေးတဲ့သူတွေလည်းရှိမယ်ဆိုတော့ဒါအကြောင်းဒီမှာပြပြပေးတာနော်အဲ့တော့သူကနံပါတ်1ချက်ခီးသွားရစဝင်ရှိတယ်ဆိုတာကို့မှာငွေရှိလို့ခီးတွေသွားနေတာကိုvisa officer ကိုတွဲဝိုက်တော့နီလန်နဲ့ဖော်ပြပေးတာဖြစ်တယ်။နံပါတ်2ချက်ကိုကခီးတွေသွားပြီးတော့ဟိုအချိန်တန်ခီးသွားပြီးရင်ပြန်လာပြီးတော့ကိုနိုင်ငံပြန်လာရဆိုတာနံပါတ်2ချက်ကိုမှဟိုတန်ရောစင်တွေ့စရာအလုပ်တွေရှိလို့မိသားစုတွေရှိလို့ကုမ္ပဏီလုပ်ငန်းတွေရှိလို့ properties တွေရှိလို့ assets တွေရှိလို့အဲ့ဒီကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုလည်း indirectly ဖော်ပြပေးတာဖြစ်တယ်။ကိုယ့်ရဲ့အလုပ်ကိုင် profile ကိုလည်း indirectly ဖော်ပြပေးတာဖြစ်တယ်။နံပါတ်3ချက်ကိုကဘာကိုဖော်ပြလဲဆိုတော့ဘယ်လိုပြောမလဲကိုကဘယ်နိုင်ငံပဲတော့ကိုက overstay မနေခဲ့ဘူးစီကံတခြားနဲ့နေတယ်သူကသွားရရှိရသွားတယ်လဲစရာရှိရလဲတယ်ဘယ် criminal record မှမရှိဘူးဘယ် police report မှလည်းမရှိခဲ့ဘူးဘယ် overstay history မှလည်းမရှိခဲ့ဘူး immigration နဲ့ပတ်သက်ပြီးတော့လည်း blacklist တွေမထုခံထားရဘူးဆိုတော့ကိုရဲ့ record ကောင်းဖြစ်တယ်ပေါ့နော်အဲ့ဒီ record ကောင်းတွေအတွက်ကိုဆိုလို့ရှိရင်ခီးသွားရစပင်ကအရေးကြီးတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေနောက်ကြည့်မဲ့သူတွေရောဒီချက်တွေကိုပြင်ဆင်ထားတဲ့ねဒါကပြီးတော့နောက်ဘာတစ်ခုကိုဟို supporting ပေးလဲဆိုရင်ကိုပတ်ဆိုထဲမှာဒီ visa stamp တွေအများကြီးရှိတယ်ပြီးရင်ရှိတယ်ဆိုတာကိုခြားနိုင်ငံရဲ့ border immigration ကိုရောက်တဲ့အခါကျရင်သူတို့ကကိုစာကိုလှန်ကြည့်လိုက်တာ ਨੇ plain စာအုပ်ထက်စာလို့ရှိရင်ဒီ travel history တွေ stamp တွေအများကြီးရှိနေတဲ့စာအုပ်ကသူတို့ကိုရဲ့ဟိုဘယ်လိုပြောမလဲဝင်ခွင့် chance ကိုပိုကောင်းစေတယ် impression ပိုကောင်းတယ်เนาะအဲ့ဒါတွေကလည်း stamp တွေထူထားပါတော့တပည့်နိုင်ငံကြီးတွေတွားထားတာတို့ပါတော့เนาะပြောရမယ်ဆိုရင်တရုတ်နိုင်ငံတို့မြန်မာလူမျိုးတွေအတွက်ဆိုတရုတ်ဗီဇာလွယ်တယ်တရုတ်နိုင်ငံဗီဇာရတယ်ဆိုလို့ရှိရင်လျှောက်ထားတာကောင်းတယ်တရုတ်ဗီဇာဆိုလို့ရှိရင်ဘန်ထဲမှာ3လစက်တိုင်းစုထားတာပေါ့နော်အဲ့ဒါတရုတ်ဗီဇာအတွက်เนาะတရုတ်ဗီဇာအချို့တွေကြတော့အဲ့ဒီကမစုချင်ဘူးကြားတဲ့လောက်သာအချိန်တန်ရင်ပေးလိုက်ချင်တယ်အဲ့လိုမျိုးသာရကြည်အဲ့လိုမျိုးသာလွယ်လွယ်ကူကူရကြည်ဆိုအားလုံးလုပ်ပြီပေါ့နော်အဲ့တော့ကိုကဟိုတကယ်ခီးသွားခြင်းနဲ့စိတ်ရှိရယ်ပြင်ဆင်ခြင်းနဲ့ဟိုဘယ်လိုပြော well planning လုပ်ခြင်းနဲ့သူကကြတော့ကိုယ့်ရဲ့ဘယ်လိုပြောမလဲ life ကိုတည်ဆောက်ရတာပေါ့နော်ဒါကိုဒီနေ့တခါတည်းနဲ့ပြီးတဲ့လုံးမဟုတ်ဘူးဒီ life ကိုကိုအကောင်းဆုံးတည်ဆောက်ထားရတာဖြစ်တယ်အဲ့ဒီအတွက်လည်းဟိုလိုအပ်တယ်ဆိုလို့ရှိရင်အလီစာတို့ဖွဲ့ကိုအချိန်မီလာပြီးတော့ဆက်သွယ်ပြီးတော့ပြင်မြန်လို့ရတယ်เนาะအဲ့ဒါ
အလဲပတ်ဗီဇာလျှောက်ဖို့အတွက်ကိုလိုအပ်တယ်ဒုတိယလိုအပ်တယ်ဟိုစားပေါ့နော်ဒီ travel history ကိုပြပြပေးတာဖြစ်တယ်နော်ဒါဒီနေ့နှစ်ချက်ပြောပြီးသွားပြီဒီပထမလိုအပ်တဲ့စာရွက်စာတမ်းနေနောက်တစ်ခုကကြတော့အခုဒီစာပေါ့နော် travel history အတွက်ပြောပြတာနောက်တစ်ခုဘာတွေလိုအပ်လို့ဘာတွေပြင်ဆင်ထားဖို့လိုလဲဆိုလို့ရှိရင်recommendation letter ကောင်းကောင်းလေးတွေရထားတယ်ဆိုလဲကောင်းတယ် recommendation letter လေကိုရဲ့အလုပ်ဖော်ကိုင်ဘက်တွေကပေးတာပဲဖြစ်ဖြစ်ကိုရဲ့ဟိုဖွဲ့စည်းတွေကပေးတာပဲဖြစ်ဖြစ် recommendation letter တွေဆိုရင်ထည့်ပြီးတော့ရှောက်တင်တယ်ပေါ့နော်အဲ့ဒီကတော့ဒီ level visa ရှောက်မယ်ဆိုလို့ရှိရင်အဲဒီစာတို့အဓိကဆောင်ရွက်ပေးတဲ့ document တွေဖြစ်တယ်နောက်ပြီးတော့ဒီ group live ပေါ့နော် group live ခုနကပြောထားသလို group live နဲ့တွားချင်တဲ့သူတွေ group tour တွေတွားချင်တဲ့သူတွေစီစဉ်လို့မရဘူးမဟုတ်အများကြီးစီစဉ်လို့ရတယ်အများကြီးစီစဉ်လို့ရတယ်ဒါပေမဲ့အဓိကဘာတွေရှိရမလဲဆိုတော့consistent ရှိရမှာပေါ့နော်တေချာဘောက်ဒါကိုတွားမယ်ဆိုတော့တေချာဘောက်ဆုံးဖြတ်ပြီးသွားပြီပတ်စံတွေလည်းစုထားပြီးသွားပြီเนาะအခုဒီ2024တွေကစုနေတာ2025ရောက်လာပြီကိစ္စမရှိဘူးမပြည့်သေးဘူးကိစ္စမရှိဘူး26သွားလို့ရတယ်29သွားလို့ရတယ်ဒါပေမဲ့ကိုကအိမ်မက်တော့မပြောက်သွားစေနဲ့ပေါ့နော်အိမ်မက်ပြောက်သွားပြီအိမ်မက်မပြောက်အောင်ဒါအိမ်မက်မှတ်နေတဲ့တော့ပေါ့နော်အိမ်မက်ကိုအကောင့်ထဲပေါ်နေတာပေါ့နော်မှတ်နေတာမဟုတ်မှတ်ပြီးသားအိမ်မက်ကိုရှိတဲ့အမှတ်ထားတဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နေတာပေါ့အဲ့တော့မတ်ဂျန်နီဖာကြည့်နေတော့မကျေးဇူးတင်ပါတယ်ဆိုစောမင်းထွန်းတော်ချယ်ရီမင်္ဂလာပါโอเคကျွန်မစကားလေးပိုင်းနည်းနည်းပြပြအောင်ကျွန်မလည်းတယောက်တည်းစကားပြောတာနည်းနည်းပြင်းလာပြီပိတ်လိုက်မှတော့ live โอเคနော်နောက်ပြီးတော့ဘာရှိလဲဆိုတော့အော်ဒီနေ့ဟိုပေါ့နော်နည်းနည်းနာမအသေးပဲပေးနေ sharing လို့ comment ပေးပါကျေးဇူးတင်ပါတယ်အသေးပေးတဲ့သူတွေချစ်တယ်ဒီစာတို့ကလေဒီကနေအကုန်လုံးဒီစာတို့ဖေကအကုန်လုံးကိုလေကိုမြန်မာလူမျိုးတွေဆိုလို့ရှင်လေဖြစ်စေချင်တယ်ပေါ့နော်ဖြစ်စေချင်တဲ့အပေးတယ်အနည်းဆုံးကိုယ့်စီမှာ service ဝယ်မှာမဟုတ်ဘူးကိုရင်းနဲ့စကားလာပြောလို့ရှင်လေအဆင်ပြေပြီးစိတ်ချမ်းသာပြီးတော့သူတို့မှဖြစ်ရှိတဲ့ပြဿနာလေးတွေဖြေရှင်းပြီးသားဖြစ်သွားတဲ့သူတွေလည်းအများကြီးပဲအဲ့ဒါတွေကပြောလို့နောက်တော့မှနောက်တစ်ချိန်ကြတော့မှပဲလုပ်တော့အခုအဲ့ဘက်ကိုမလှည့်နိုင်သေးဘူးအလုပ်တွေကများလို့လေအဲ့လိုမျိုးနိုင်ငံတကာမှာရောက်နေတဲ့သူတွေပေါ့နော်အချို့တွေဆိုရင်ဒီမလေးရှားမှာနေတဲ့2 နှစ်ပေါ့နော်2 နှစ်တက်တန်းပြည့်သွားပြီပြီးရင်သူကမြန်မာပြည်ကိုမပြန်ချင်သေးဘူးအလုပ်ဆက်လုပ်ချင်တယ်ပေါ့နော်ဒါပေမဲ့မြန်မာပြည်သူမလေးရှားမှာမဟုတ်ဘူးသူတို့ကဥပမာဒူဘိုင်းကိုပြောင်းလုပ်ချင်တဲ့သူတွေဂျပန်ကိုသွားပြောင်းလုပ်ချင်တဲ့သူတွေကိုရီးယားပြောင်းချင်တဲ့သူတွေဥရောပပြောင်းချင်တဲ့သူတွေအဲ့လိုမျိုးတွေအများကြီးရှိတယ်အဲ့လိုမျိုးသူတွေကိုကြတော့သူတို့တွေကဘာတွေကူညီပေးလို့ရလဲဘာတွေလုပ်ပေးလုပ်ပေးပါအောင်ဒါတွေကဘယ်လိုလုပ်လို့ရလဲအဲ့တော့ပြောချင်တာသူတို့တွေဆိုရင်6လတစ်နှစ်လောက်တက်တမ်းမကုန်ခင်တည်းကအလုပ်ကြိုရှာနိုင်ငံတကာကိုသွားချင်တဲ့နိုင်ငံကိုရင်ရွေးပြီးအဲ့နိုင်ငံရဲ့ပတ်သက်တဲ့ဟာတွေလေ့လာပြီးအလုပ်ကြိုရှာပြီးတော့အချို့ဆိုအလုပ်ကြိုရှာရင်တန်းတန်းနဲ့အချိန်ပြီးရောက်သွားတာရှိတယ်ဒီဘက်ကပါမစ်တက်တမ်းမကုန်ခင်မှာသူတို့ကြိုရှာတယ်ဝရီရရှိနဲ့ပတ်စံလေးဆိုတဲ့ကြိုရှာပြီးတော့ဟိုရောက်သွားတာရှိတယ်အချို့ဆိုရင်တတိယပတ်စုစာကိုတင်ထားတော့သူတို့ကသွားကျင်နေပြီဟိုဘက်ကလည်း approval ကကြာနေပြီစာအုပ်ကမရသေးဘူးအဲ့တော့ကျမတို့ ਨੇ ကျမတို့ကလက်မှတ်တွေပါတွေရောင်းတာ哦ဒီလက်မှတ်တွေရောင်းတယ်hotel booking တွေလုပ်ပေးတယ်ဆိုတော့အမရေလုပ်ပါအောင်ကျွန်တော်ကတော့ဒီချိန်လေးဟိုဘက်ကိုအချိန်မီရောက်မှဖြစ်မယ်အဲ့ဒါအမဟိုဘယ်လိုပြောမလဲအမတို့ agency ကပဲကားတွေပါတွေနဲ့လာကြိုတာတွေလက်မှတ်ဝယ်ပေးတာတွေပေါ့နော်အခါကျတော့လေကွာတယောက်နဲ့တိုင်ပင်လိုက်တယ်တိတဲ့သူတယောက်နဲ့တိုင်ပင်လိုက်တဲ့ခါကျတော့ကိုယ့်အတွက်အရန်ခက်ခဲနေတဲ့အခက်ခဲတခုကပြေလျှော့သွားတယ်ကိုတယောက်တည်းစဉ်းစားလို့အဖြေမရတော့တဲ့ခက်ခဲပေါ့နော်အဲ့တော့ကျွန်တော်ကဒီ passport ကိုတက်တန်းက2 ရက်ပဲကျန်တော့တယ်ကျွန်တော်လေးစိတ်ဖြတ်ရင်အဆင်ပြေပါမလားတော့သိတဲ့သူတွေကိုပြောတာမဟုတ်ဘူးနော်မသိတဲ့သူတွေပြောတာပေါ့နော်မသိချို့တွေကြတော့ဟို confuse ဖြစ်တာပေါ့နော်ရလားမရလားမသိဘူးဒါကိုဘလို့မေးရမှန်းလည်းမသိဘူးမေးလိုက်လို့ရှင်လေဟိုငါဟိုဘက်သွားတော့မယ်အကြောင်းသူများသိသွားလိမ့်မယ်သူတို့မမေးချင်ဘူးချင်းကြတယ်တဲ့တခါကျရင်အဲ့တော့သူတို့ online ကနေလိုက်ရှာပြီးတော့ဟိုသူတို့မေးတာပေါ့နော်ဘယ်လိုသွားမလဲဒီက2 ရက်လောက်ကုန်တာကို3 ရက်လောက်ပဲကျန်တာကို
ကျွန်တော်လေ immigration ဖြတ်ရင်ကျွန်တော်ဖမ်းပါလားဥပမာပြတတိယလေစိတ်ကိုပြန်တော့ဆိုပြီးလိုက်ပို့ပေမဲ့ကျွန်တော်ကမပြန်ချင်သေးလို့အခြားဘက်ကိုရွှေ့ရမလဲအဲ့လိုမျိုးပေါ့နော်ဇလန်းတွေကအများကြီးပဲကျမတို့ကဟိုခီးသွွား agency လောက်တာဆိုတော့သူတို့မေးခဲ့တဲ့ဇလန်းတွေကအများကြီးပဲပေါ့နော်ဟိုနောက်တော့မှကြုံလို့ရှိရင်တစ်ခုချင်းစီပြပြပေးမယ်အချို့တွေဆိုလို့ရှိရင်အိမ်ကိုတယောက်ဆိုလို့ရှိရင်ဘလောက်ဟိုမသိတဲ့အခါကျတော့ကြောက်သွားလဲဆိုရင်မလေးစင်ကာပူကနေပြီးတော့တတိယရင်းကိုအလုပ်ပြန်ခိုင်းလိုက်ပြီပေါ့နော်ပြန်ခိုင်းမယ်နင်ဒီ passport ကိုနင်ဒီမှာဘယ်တော့မှဒီနိုင်ငံကိုပြန်လာလို့မရအောင်ကလှုပ်လိုက်မယ်ချင်းချောက်ပြီးတော့သူပြန်ပို့တယ်သူအရန်ကြောက်သွားပြီးတော့သူပြန်သွားရမြန်မာပြည်ကိုအဲ့ passport ကလည်းသူတသက်လုံးအဲ့လိုကြောက်သွားပြီးပြန်သွားတော့ဟိုဘက်တတိယနင်ဒီ passport နဲ့နင်ဒီကိုလုံးဝပြန်လာလို့မရအောင်နင်ဘယ်တော့မှအလုပ်ထွက်လုပ်လို့မရအောင်လူဆိုတာကြောက်တတ်ရင်ကြောက်အောင်ချောက်ရင်ဘယ်လိုပြောမလဲပြောချင်တာပြောလိုက်တာပေါ့နော်နင်ထွက်ရထွက်ကြည့်နင်ဒီ passport နဲ့တသက်လုံးထွက်လို့မရအောင်ငါလှုပ်လိုက်မယ်လို့ပြောပြီးတော့သူ့မြန်မာပြည်ပြန်ပို့လိုက်တယ်အချို့လေးဆိုရင်အဲ့တော့အဲ့ညီမလေးဆိုရင်သူ့စိတ်ထဲမှာတော်တော်ကြောက်သွားတာသူက passport ကိုတသက်လုံးပြန်လုံးလို့မရတော့ဘူးလို့သူထင်သွားတာသိလားအဲ့လိုမျိုးတကယ်ရှိတယ်အဲ့ဒါနဲ့သူ့မှာ suffering ဖြစ်ပြီးတော့ဟိုလူလိုက်မေးလိုက်ဒီလူလိုက်မေးလိုက်သူကကြတော့အဲ့လိုမျိုးပေါ့နော်ဘယ်လို situation ပြောဟိုအရန်ကိုကြောက်လန့်နေတဲ့ situation မှာကိုကမေးလိုက်တဲ့အခါမှာဆိုရင်လူတွေကအခွင့်အရေးယူတတ်တဲ့သူတွေအများကြီးပေါ်လာတတ်တယ်အဲ့တော့ तू ကအဲ့လိုမျိုးပေါ့နော်သူ့ရဲ့အခြေအနေမှန်ကိုလည်း तू ပြောပြတယ်ဒါကငါတကယ်ပတ်ဖို့မရတော့ဘူးလားဒါဘာလုပ်လို့မရတော့အဲ့လိုမျိုးလုပ်လို့မရတော့ဘူးဆိုတော့ तू မေးတဲ့အခါကျတော့လူကောင်းစိတ်ကောင်းတဲ့သူနဲ့တွေ့ရင် तू အမှန်တိုင်းကူညီပေးမယ်လူကောင်းစိတ်မကောင်းတဲ့သူနဲ့တွေ့လို့ရှိရင်သူ့စီကနေပြီးတော့အခွင့်အရေးတွေယူသွားတတ်တယ်ပေါ့နော်အဲ့တော့ तू တကယ်လည်းအခွင့်အရေးယူတာခံရတယ်သူ့ကိုပတ်ဖို့အသစ်လုပ်ဖို့ဆိုလို့ရှိရင်ရောပတ်စံတွေအများကြီးတောင်းတယ်ပြီးတော့သူတို့တောင်းတဲ့ဟာမရတဲ့အတွက်ပတ်စံထပ်ပြီးတော့ဟိုစားကိုမပေးပဲတင်ထားတာကြီးဖြစ်တယ်နောက်ပြီးတော့အဲ့ဒီစာအုပ်က record ကြီးဝင်နေတဲ့အတွက်နောက်အသစ်ထပ်လုပ်လို့မရရရှိအများကြီးပဲပေါ့နော်အဲ့လိုမျိုးကိုမသိလိုက်တဲ့အနေအထားလေးအခြေအနေလေးတစ်ခုကြောင့်ဟိုဘာလို့မှမသိတဲ့သူတွေအများကြီးပဲပြီးတော့သူကအဲ့ဒီ password ကိုသူတစ်သက်လုံးလုပ်လို့မရတော့ဘူးလို့ထင်လိုက်တဲ့အတွက်သူကမြန်မာပြည်မှာပဲ4-5နှစ်လောက်အချိန်လေးထပ်ကုန်သွားတယ်အကယ်၍သူကဒီ password ကဒီစင်ကာပူနိုင်ငံကိုပဲတွားလို့မရတာဖြစ်တယ်ဆိုတာကိုသူသိတယ်ဆိုရင်သူစင်ကာပူမှမဟုတ်ဘူးဥပမာအဖြစ်မလေးရှားတွားလို့လည်းရတယ်ဂျပန်တွားလို့လည်းရတယ်ထိုင်းတွားလို့လည်းရတယ်ဒါပေမဲ့သူကအဲ့ဒီလိုမျိုးဟိုဘက်ကလူကချိန်ချောက်လိုက်တာကိုခံလိုက်ရတဲ့အခါကျတော့အရန်ကြောက်သွားပြီးတော့သူကတတလုံးဒီနိုင်ငံခြားထွက်လို့မရတော့ဘူးလို့သူထင်ခဲ့တဲ့အတွက်သူ့မှာအချိန်တွေအများကြီးနစ်နာသွားတယ်ဒါကဘာကိုဖော်ပြလဲဆိုတော့ကျမတို့တွေကဟိုဘယ်လိုပြောမလဲလုံလောက်တဲ့ information တွေအသိဉာဏ်တွေလိုအပ်တာတွေမရှိတော့ဟိုအချိန်တွေကုန်နေနစ်နာတယ်ဆိုတာကိုဖော်ပြတယ်အဲ့တော့ဒီ Elisa တို့အဖွဲ့ကအဓိကထားပြီးတော့မျှဝေပေးချင်တာကြတော့မြန်မာလူမျိုးတွေဖယ်နိုင်ငံမှာပဲနေဘာအခက်ခဲနေပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုမျိုးပဲကြုံလာမေးဖို့အတွက်ကိုကျမတို့အများနဲ့ဖိတ်ခေါ်ထားတယ်ပြပြပေးထားတယ်အခုလိုမျိုး live ကနေလည်း online office အနေနဲ့ကျမတို့ဖွင့်ပြီးတော့ပြပြပေးထားတယ်ဒါကတော့ကျမတို့ပေးနိုင်တဲ့ဟိုအချင်းချင်းမျှဝေပေးတဲ့ support ကိုပေးထားတာဖြစ်တယ်အဲ့တော့ယူတတ်တဲ့သူတွေအဆင်ပြေတဲ့သူတွေဆိုရင်တော့အများကြီးရသွားမယ်အော်ဒီ live လေးရလဲနောက်ကြည့်တဲ့သူတွေလည်းဒီကိုအတွက်လည်းအဆင်ပြေတယ်ဆိုရင်sharing လုပ်ပေးလို့ရတယ်ပေါ့နော်ဒါကကြတော့ဒီကျမတို့ခုလုပ်ရင်တက်လက်နဲ့ကြုံတွေ့ရတဲ့အခြားညီမလေးတယောက်ရဲ့သူရဲ့နစ်နာသွားတဲ့မသိတဲ့အတွက်မသိမှုပေါ်မှာနစ်နာတဲ့အချိန်တွေနဲ့ငွေကြေးနစ်နာမှုတွေပေါ့နော်အဲ့ဒါလေးတွေပြပေးတာဖြစ်တယ်အဲ့ဒါပြီးတော့နောက်ပါဆက်ပြောအောင်လဲဆိုတော့နောက် visit visa အကြောင်းပြောနေတာပေါ့နော် visit visa ဘာရှိလဲဆိုတော့ visit visa ခုနကတော့လိုမျိုးစာရွက်စာတမ်းလိုအပ်ချက်ရှိတယ်နောက်တစ်ခုဆိုလို့ရှိရင်ဟိုပါပေါ့နော် travel history ရှိတယ်နံပါတ်3တစ်ခုကကြတော့ recommendation letter တွေလည်းအရေးကြီးတယ် recommendation letter တွေကိုရအောင်လို့ယူဖို့အရေးကြီးတယ် recommendation letter ဆိုတာကကိုလက်ရှိလုပ်နေတဲ့အလုပ်ရဲ့တထေးရဲ့ထောက်ခံစာသို့မဟုတ် manager ထောက်ခံစာသို့မဟုတ်ကိုရဲ့ boss ပေါ့နော်ကိုရဲ့ supervisor တွေရဲ့ထောက်ခံစာတွေလည်းအရေးကြီးတယ်ပြီးတော့နောက်ဒါကကြတော့ကိုကယူထားရမှာပေါ့နော်ယူထားရမယ်ဆိုတာကိုကဒီနေ့သွားတော့မယ်မနေ့ဖြန်မှာသွားတောင်းလို့မရဘူးကိုကလည်းအချိန်ထဲမှာပဲကိုကအလုပ်ကိုစူးစမ်းပြီးတော့ဟ
ဟိုဘယ်လိုပြောမလဲဟိုလုံနေရမယ်ပေါ့နော်သူတို့အမြင်မှာလည်းဒီလူကသူတို့ပေးဖို့ထိုက်တန်နေဆိုတော့အရေးချင်းလဲကိုကပြရမှာပေါ့နော်ကိုကသူတို့ကိုပေးဖို့ထိုက်တန်နေဆိုတဲ့အရေးချင်းကိုဘက်ကလည်း value တစ်ခုဖြစ်အောင်ပြမှသာကိုထောက်ခံစာပေးမှာကိုကဟိုထောက်ခံစာဆိုပြီးတော့ပေါ့နော်ဟိုကိုကစိုးမိုက်ပြီးတော့ကိုမကောင်းမဲနဲ့ကိုဘလုတ်ချင်တာတွေလုပ်ပြီးတော့ကိုကလိုချင်တော့မှသာထောက်ခံစာပေးပါဆိုတော့တောင်းနေသူဘယ်သူကပေးမလဲနော်ဟုတ်တယ်မလားအဲ့တော့ကိုကကျင်နေဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်ဘယ်မှာပဲနေနေဘယ်နိုင်ငံမှာပဲနေနေကိုတတိချအောင်နေပြီးတော့ကိုသွားကျင်နေရကျင်နေကိုရဲ့အခွင့်အရေးတွေကိုကိုတောင်းဖို့အဲ့ခွင့်အရေးတွေနဲ့လည်းထိုက်တန်တဲ့သူဖြစ်အောင်ကိုကနေတတ်ဖို့တံပိုးတွေပေးထားဖို့ကိုတော့ရည်ကြီးတယ်အဲ့ဒါမှသာကိုထောက်ခံတဲ့သူတွေရမှာအဲ့ဒါကြီးသူတို့စီရရတယ်ဆိုလို့ရှင်လည်းပြီးဘယ်လိုပြောမလဲအခြားနိုင်ငံတကာရောက်နေတဲ့မြန်မာတွေတော့အခုလိုမျိုးဟို agency တွေနဲ့လည်းကိုကအများနဲ့ intact ဖြစ်နေပြီးတော့သူတို့အဲ့ဒါတွေကိုကိုကဟိုလေးလာပြီးတော့ဆောင်ရွက်ထားလို့ရှိရင်ကိုသွားချင်တဲ့နိုင်ငံတွေကကိုကသူတို့ဘယ်နိုင်ငံမှမထွက်ပြေးဘူးပေါ့နော်ကိုကဒီတစ်နှစ်မြောက်လဲအလီစာအများနဲ့ပြောတယ်ဒီတစ်နှစ်မြောက်လဲနောက်နှစ်ရောက်ဖို့အတွက်ကိုစူးစမ်းထားပါဆိုတာပြောတယ်အဲ့တော့အလုံးစိတ်တမကြပါနဲ့အလုံးဟိုဘယ်လိုပြောမလဲတက်ကြကြနေပါမျက်စိပွင့်နာပွင့်နေပါအလီစာတို့ဖွဲ့က tour package တွေကိုလူအနည်းဆုံး9ယောက်ကနေစပြီးတော့စီစဉ်ပေးတယ်အဲ့တော့ကိုမှတိုးသွားချင်တယ်စိတ်တူကိုယ်တူရှိတယ်ဆိုလို့ရှိရင်ချင်းချင်းအစုဖွဲ့လိုက်ပြီးတော့ဟိုသွားပါဒီစားလို့စီစဉ်ပေးတယ်ပြထားတဲ့ကုန်ကြစည်တွေကလည်း service fee ရှိမယ် tour package trip booking fee ရှိမယ် tour package trip booking fee က visa ရခဲ့တယ်ဆိုလို့ရှိရင်သူနဲ့ဆက်သွားမယ်ဆိုတော့ကျန်တဲ့ငွေပေးရတယ်အကိစ္စမသွားချင်ဆိုပေးထားတဲ့ငွေရတော့စုံတယ်ဒါပေမဲ့ကိုမှတော့ visa ရသွားပြီကိုကြိုက်တယ်လို့သွားလို့ရတယ်တစ်ချက်အကိအများ tour package ကရှိသွားပြီvisa ကမရခဲ့ဘူးဆိုလို့ရှိရင်လည်း visa fee ကိုtour package အတွက်ကိုသူတို့စတဲ့ငွေကိုကျမတို့အနေနဲ့နှုတ်ပြီးတော့တေချာပေါက်ပြောနိုင်တာအဲစာတို့ဘက်ကမတရားမလုပ်ဘူးဘယ်သူမှသူတို့နှစ်ဦးနှစ်ဖက် win winမင်းလည်းအဆင်ပြေကိုလည်းအဆင်ပြေခီးတယ်လည်းအဆင်ပြေတဲ့ကိစ္စတွေအကုန်လုံးသုံးဖလဲဘယ်နှယောက်ပဲ involve ဖြစ်ပေါ့နော်အဖြစ်ဆိုတော့ဒီနိုင်ငံတစ်ခုတည်းကကိုတော့လုပ်တယ်မဟုတ်ဘူးအခြားနိုင်ငံကုမ္ပဏီတွေနဲ့မှတွဲလုပ်တဲ့အတွက်သူတို့နဲ့ကိုနဲ့ခီးတယ်တွေကြားထဲမှာအဆင်ပြေတဲ့မှောက်ကိုကျမတို့အကောင်းဆုံးညှိပေးပြီးတော့ခီးစဉ်တွေကိုစီစဉ်ပေးထားတယ်အကယ်၍သွားချင်တယ်ဆိုလို့ရှိရင်ဒီ live ကို screenshot ယူပြီးတော့ကျမတို့လာမေးလို့ရတယ်တော့မဟုတ်messenger ကနေလာမေးလို့ရတယ်။အေစာတို့ဖွဲ့သုံးတဲ့ Viber ကမြန်မာပြည်က Viber ဖြစ်တယ်။အဲ့တော့ဖုန်းထဲမှာစေထားမယ်ဆိုရင်3996224838ကိုmessage ပို့လို့ရတယ်။ Viber လည်းအဲ့ဒီဖုန်းနံပါတ်ပဲ WhatsApp လည်းအဲ့ဒီဖုန်းနံပါတ်ပဲဆိုတော့အခုသွားမဲ့သူတွေရှိရဆိုရင်အုပ်စုလိုက်ကိုရဲ့ team မှာလူပြည့်သွားပြီဥမာအနည်းဆုံး9ယောက်ရပြီဆိုရင်လာပြီးတော့ကျမတို့ ਨੇ ဆွေးနွေးပါဒီကိုယ်နိုင်ငံမြန်မာပြည်မှာမဟုတ်လို့ထိုင်းမှာမဟုတ်လို့မလေးရှားမှာမဟုတ်လို့ဆိုပြီးတော့အမားတို့ကတေချာပေါက်လုပ်ပေးမှလားဘယ်လိုမျိုးတွေးရမလဲဆိုတဲ့ဥစ္စာတွေကအခုခေတ်မှာဘယ်လိုပြောမလဲဒီနေရာမှာရှိနေမှာမဟုတ်ဘူးလူတိုင်းက online ပေါ်မှာအလုပ်လုပ်နေတာဖြစ်တဲ့အတွက်ကျမတို့ Zoom meeting လုပ်ပေးတယ်Fiber နေ video call ခေါ်ပေးတယ် consulting လုပ်ပေးတယ်စာရွက်စာတမ်းတွေကျမတို့စီစဉ်ပေးတယ်ကျမတို့မလေးရှားမှာဆိုလည်းမလေးရှား ground မှာလုပ်နေတဲ့သူတွေကလေစိတ်သွားဖို့တန်ယုံသွားဖို့ဘာဖို့ညာဖို့အကုန်လုံး live စီစဉ်ပေးမဲ့သူတွေရှိရယ်စင်ကာပူမှာထိုင်းမှာအကုန်ရှိရယ်အဲ့တော့အဲ့ဒါတွေကိုကျမတို့ဆွေးနွေးပြီးတော့အတူတူဆောင်ရွက်လို့ရတယ်tour package ကဘာဖြစ်လို့လဲဆိုတော့မြန်မာပြည်ကနေပြီးတော့ကျမတို့ကinbound company ဖြစ်တဲ့ inbound outbound tour license ရှိတဲ့ company ဖြစ်တဲ့အတွက်ကိုဘယ်နိုင်ငံကိုမဆိုကျမတို့နိုင်ငံခြားခီးစဉ်တွေကိုစီစဉ်ပေးလို့ရတယ်ဒါကတော့သွားဖို့စီစဉ်ရှိရဆိုလို့ရှိရင်အဲ့စာတို့ဖွဲ့ကိုတတိယပေါ့နော်အကယ်၍မရဘဲနဲ့မရလို့ပဲဖြစ်အဲ့ဒီစာတို့ဖွဲ့ကိုကြည်ရင်လည်းကိုလိုက်လောက်သွားရမယ်ဆိုလို့ရှင်လည်းရတယ်အကယ်လိုအပ်တဲ့ဥမာအမရေကျွန်တော်တို့ကဒီ hotel booking ပဲလိုချင်တယ်လေလက်မှတ် booking ပဲလိုချင်တယ်အပြန်လေလက်မှတ် booking ပဲလိုချင်တယ်အဲ့ဒါတွေလိုချင်တယ်ဆိုလည်းရတယ်ဘာကြောင့်လဲဆိုတော့ဒါကအလီစာတို့ဖွဲ့ကချီဖြစ်လို့ဘာမှမဆိုပြောတိုင်းရတာမဟုတ်ဘူးကိုရတဲ့စာပေမလို့ကိုရတာပြောတာဖြစ်တယ်အဖြစ်လို့ဆိုတော့တို့တွေကတိုးကုမ္ပဏီဖြစ်တဲ့အတွက်လေလက်မှတ်ဝန်ဆောင်မှုတွေခီးသွွားအာမခံဝန်ဆောင်မှုတွေ
ပြီးတဲ့ခါကျတော့ hotel booking တွေ car rental တွေ tour pack ဝင်ကြေးလက်မှတ်တွေကတော့အများတန်းရောင်းနေတာဖြစ်တယ်ဒီ tour package မှာမဟုတ်ဘူးတယောက်ချင်းစီသွားတဲ့သူတိုင်းကိုလည်းရောင်းနေတာဖြစ်တဲ့အတွက်ကိုအကယ်၍ကိုတိုင်းစီစဉ်ပြီးတော့အမတို့စီကနေပြီးတော့လိုအပ်တဲ့ကိုလိုတလောက် service ပဲဝယ်ချင်တယ်ဆိုလို့ရှိရင်အမနဲ့တခြားပေါက်လာဆွေးနွေးပြီးတော့ဝယ်လို့ရတယ်အဲ့ဒါအမတို့ပေးတဲ့ဝန်ဆောင်မှုတွေထဲတစ်ခုဖြစ်တယ်အဲ့တော့နောက်ပါရှိသေးတယ်အဲ့တော့မတို့ဒီပေါ့နော်လူပြည့်သွားတယ်လူကိုသွားချင်တဲ့သူပြည့်သွားတယ်ဆိုလို့ရှိရင်လောက်ကြပေါ့နော်အဲ့ဒီတိုး group အနေနဲ့သွားလို့ရှင်လေအဆင်ပြေတယ်အချို့ပေါ့နော်မြန်မာ passport မလို့နေထားတစ်ခုအနေနဲ့ထိုက်ပြီးပြောင်းပြီးစဉ်းစားတဲ့နိုင်ငံတွေရှိသလိုမြန်မာ passport လည်းကိစ္စမရှိဘူးဒါအေးစစ်လက်ခံသေးတဲ့နိုင်ငံတွေလည်းရှိသေးတယ်အဲ့တော့ဘယ်နိုင်ငံသွားချင်လဲဆိုတာကိုတော့ကိုစူးစမ်းလို့ရတယ်ဒီမားတို့ကဥပမာမားတို့ကဂျာမနီကျောင်းဂျော်ဂျီယာကျောင်းဂျပန်ကျောင်းကိုရီးယားကျောင်းပဲပြောနေလို့ဒီနိုင်ငံတွေပဲလုပ်ပေးတာလားဆိုတော့လည်းမဟုတ်ဘူးမားတို့ကဒီနှစ်မှာဒီနိုင်ငံတွေကိုမားတို့ focus ထားပြီးတော့ဒီနိုင်ငံတွေမှာရောက်နေတဲ့သူတွေကမားတို့အကောင်းဆုံး support ပေးနိုင်တယ်ပြီးတော့အဲ့ဒီနိုင်ငံရဲ့အလားအလာတွေကလည်းကောင်းတဲ့နိုင်ငံတွေကိုမားတို့ကပို့ပြီးတော့ focus ထားပြီးပြပေးနေရဖြစ်တယ်ဒါပေမဲ့တကယ်တော့ဒီယူရိုနိုင်ငံတွေဥပမာယူရိုမှာဆိုရင်ဆာဘီယာတို့မက်ဆီဒိုးနီးယားတို့အဲ့နိုင်ငံသေးလေးတွေလည်းအများကြီးရှိတယ်အကယ်၍ကိုသွားချင်တယ်ဆိုလို့ရှိရင်အဲ့နိုင်ငံရဲ့ package တွေကိုလည်းမတို့စီစဉ်ပေးလို့ရတယ်။ဘာဖြစ်လို့ဆိုမကျင်ညာဘူးဆိုတာဘာကြောင့်မကျင်ညာလဲဆိုတော့ဒီနှစ်မှာသူတို့နိုင်ငံကိုမတို့ promote မလုပ်လို့ maybe နောက်နှစ်မှာမတို့နိုင်ငံပြောင်းပြီး promote လုပ်ရင်လုပ်မယ်။ promote လုပ်ရင်လုပ်မယ်မဟုတ်လုပ်မှာပေါ့နော်။ဒီနှစ်မှာတော့မတို့ဒီနိုင်ငံတွေကို focus ထားပြီးတော့ promote လုပ်ပေးပြီးတော့ဒီသွားအဲ့အတွက်ကိုလုပ်ပေးတယ်။ဥပမာ2026ခုနှစ်မှာဆိုရင်မတို့အခြားနိုင်ငံတွေကိုဥပမာဘယ်နိုင်ငံဖြစ်မလဲဥပမာ Hungary ဖြစ်မလားပိုလန်ဖြစ်မလားမပြောတတ်သေးဘူး။အမကိုယ်တိုင်လည်းအဲ့နိုင်ငံကိုသွားဖြစ်တယ်အမကိုယ်တိုင်ရွေးချယ်ပြီးတော့ကြိုက်တဲ့နိုင်ငံဆိုလည်းအမအဲ့ဒီနိုင်ငံမှာနေပြီးတော့base time ပြီးတော့လုပ်ပေးမှာဖြစ်တယ်။အဲ့တော့အားလုံးပဲကိုသွားချင်တဲ့ခီးတွေကိုအဆင်ပြေနဲ့သွားနိုင်ကြပါစေ။အဲ့ဆိုရင်ပြောစရာမေးစရာမရှိတော့ဘူးဆိုလို့ရှိရင်ဒီ live ကိုဒီမှာပဲဆုံးလိုက်မယ်အကယ်၍ကြည့်ကျင်သေးတဲ့သူတွေအတွက်ဆိုရင်ဒီ live ကနောက်ပြီးတော့မှဝင်ကြည့်လို့လည်းရတယ်မေးစရာရှိတာပြောစရာရှိတာတွေဆိုလို့ရှိရင်လည်းနှမ်းပြီးတော့ချိန်လေးမေးလို့ရတယ် okay အားလုံးပဲဒီမြန်မာနှစ်တစ်ခုနှစ်တစ်ကနေစပြီးတော့အဆင်ပြေပြေနဲ့ခီးစဉ်လေးကိုလိုရပတ်နိုင်လေးကိုသွားနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ် bye bye